မင်္ဂလာပါကျွန်တော်ကဒေါက်တာနေဝေးမှာအယုထူဆရာဝန်ပါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ခါယူကျင်းယောဂါလို့ခေါ်ပါတယ်เนาะအင်္ဂလိပ်လိုတော့ spinal stenosis လို့ခေါ်ပါတယ်ဒီခါယူကျင်းယောဂါဟိုးရင်ကလေးဖြစ်တဲ့ယောဂါအခုလောလောဆယ်အသစ်ဖြစ်တဲ့ယောဂါတော့မဟုတ်ပါဘူးเนาะခါအယယောဆိုတာခါအယူထဲမှာလှိုင်ကောင်းလေးတစ်ခုရှိတယ်เนาะ spinal canal လို့ခေါ်တာပေါ့เนาะအဲ့ဒီလှိုင်ကောင်းလေးရှိတယ်နောက်တစ်ခါအဲ့ဒီလှိုင်ကောင်းလေးကနေဖြာထွက်တဲ့အကျော်အသေးလေးရှိတာပေါ့เนาะအမှ11ဆိုလို့ရှိရင်11ထွက်တဲ့အယယောတွေကလက်တွေပါယူပြီးတယ်เนาะနောက်တစ်ခါကြောယူကထွက်တဲ့အယယောတွေကြတော့ဒီရင်ဘတ်တွေဘိုက်တွေကိုပေးတာပေါ့ခါယူကထွက်တဲ့အာယုံကြောအသေးလေးကြတော့ဘယ်ကိုပေးလဲဆိုရင်တင်ပစုံပေါင်ခြေစလုံးခြေတော့အဲ့ဒါယူဆိုတာပေးတာပေါ့နော်အဲ့တော့ဒီခါယူကျင်းယောဂါဆိုတာတော့ဒီခုနပြောတဲ့လှိုင်ကောင်းကကျင်းသွားတဲ့အပြင်နော်အာယုံကြောတွေထွက်တဲ့ဘေးကိုထွက်တဲ့အပေါက်ကလေးတွေပါလက်ကျင်းသွားတယ်ကျင်းသွားတဲ့အတွက်ကြောင့်အာယုံကြောတွေကဖိတယ်ပြီးတယ်ညှက်တယ်အစရှိသဖြင့်ဖြစ်ပြီးတော့ဒီတင်ပစုံပေါင်ခြေထောက်တစ်လျှောက်ထိုးရကြိုက်တယ်နားရချင်တာအဲ့လိုဖြစ်လာတာအဲ့လိုဖြစ်လာယောဂါတော့ခါယူကျင်းယောဂါလို့ခေါ်တာပေါ့နော်ခါယူကျင်းယောဂါဖြစ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအဖြစ်အများဆုံးကတော့ဒီ generative change လို့ခေါ်တာပေါ့နော်ယိုရင်းပျက်စီးတဲ့ပြောင်းလဲချက်တွေဖြစ်လာလို့ခါယူမှာဒါအဓိကအကြောင်းပဲနော်တုံးတာလည်းအများပေါ့ wear and tear process တွေပေါ့ဒါကြောင့်အကုန်လုံးကနေပျက်စီးယိုယွင်းတဲ့ဘက်ကိုယာရင်လာတော့ဗောဒါဒီကိုယ်လုံးကဒီတိုင်းပါပဲเนาะခါယူကြီးလည်းဒီတိုင်းပဲဒါပေမဲ့တခြားအကြောင်းတွေတော့ရှိတယ်တခြားအကြောင်းတွေကတော့ဘာရှိလဲဆိုရင်တော့ထိခိုက်တာရတယ်ထိခိုက်တာရအယိုးတွေပိုင်းနေကျိုးတယ်လွဲတယ်အစရှိအားမျိုးဆိုလို့ရှိရင်လည်းဒါရနိုင်တယ်ဒီလိုမိုးရပါခါယူကျင်းနေတာရှိတယ်เนาะအဲ့ဒါလည်းဖြစ်တယ်ဒီခါအာယုံကြောမှာဖြစ်တဲ့အကျိတ်တွေလည်းအကျိတ်ကင်ဆာတွေလည်းဒါတွေကဖြစ်နိုင်တယ်နောက်ပြီးတော့ဒီခါတခြားနေရာနေပြန့်လာတဲ့ကင်ဆာတွေပေါ့ခါယူတွေမှာဖြစ်လာလို့ရှိရင်လည်းအဲဒီခါယူကျင်းယောဂါတော့ဖြစ်ဖို့လားလာရှိတယ်နော်နောက်ပြီးတော့ကျွန်တော်ဆရာတို့တိုင်းပြည်မှာအခုလောလောဆယ်ပေါ်တဲ့ယောဂါပေါ့လေအဲ့ဒါတော့ပါလဲဆို TB ယောဂါပေါ့နော်ခါယူ TB ဆိုတာရှိတယ်ခါယူ TB ကြောင့်လည်းဒါမျိုးခါယူကျင်းယောဂါကိုဖြစ်စေတဲ့သဘောရှိပါတယ်နော်ဒီခါယူကျင်းယောဂအသက်50ကျော်ပတ်ဝန်းကျင်50 60 90ရောဖြစ်တာလူငယ်တွေမှာဖြစ်တဲ့ယောဂတော့မဟုတ်ဘူးเนาะအဲ့တော့အသက်50ကျော်ပတ်ဝန်းကျင်မှာတဲ့ဒီခါယူကျင်းယောဂဖြစ်တဲ့နှုန်းကဘယ်လောက်ရှိလဲဆိုတော့800လောက်ရှိတယ်800လောက်ရှိတယ်ဆိုတော့100မှာ8ရှိတော့1000မှာ80ဖြစ်သွားတော့ဗောเนาะ1000ဆို800ဖြစ်သွားတော့ဗောเนาะအစရှိပြီအဲ့တော့တော်တော်လေးပေါ်ပါတယ်เนาะဆရာတို့ဒီအမြဲလူနာတွေကြည်နေလေနေတိုင်းကြည်နေဒီယောဂနဲ့လာပြလေလို့အမြဲရှိတယ်เนาะအဲ့ဒါတော်တော်ကြီးပေါ်တယ်အဲ့တော့ဒီခါယူကျင်းလာရင်ယောဂလက္ခဏာအနေနဲ့เนาะဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်လူနာတွေကချက်ချင်းတော့သူကဖြစ်တဲ့ယောဂတော့မဟုတ်ဘူးသူဖြည်းဖြည်းဖြစ်နေတာဒီယောဂเนาะစဖြစ်ကြတာတော့ဘာမှသိမဖြစ်ဘူးဒီတိုင်းနေတာပေါ့တော့ဒါမဲ့တဖြည်းသူကပို့ဆိုးလာတယ်เนาะဘာတွေကပို့ဆိုးလာလဲဆိုရင်သူကခါနာလာတယ်เนาะခါနာတာအပြင်သူကတင်ပစုံပေါင်ခြေသလုံးเนาะခြေတော့เนาะခြေပွားအစရှိပြီအဲ့ဒါယူထုံနေကျင်နေနားတယ်ကြိုက်တယ်เนาะလမ်းမလျှောက်ချင်ဘူးအဲ့ဒါမျိုးတွေဖြစ်လာเนาะအဲ့ဒါတွေကတော်တော်ဆိုးတယ်เนาะဘယ်လောက်ဆိုးလဲဆိုရင်တိတ်ဆိုးတော့လို့ရှိရင်အဲ့လူနာတွေကလမ်းလဲကောင်းမချောင်းနိုင်တော့ဘူးเนาะခါးတွေပါစောင်းလာတယ်တောင့်တင်းပြီးတော့စောင်းနေတယ်เนาะလမ်းလျှောက်လို့ဒီတချို့ကြတော့လေ9မိနစ်လောက်လျှောက်လို့ရှိရင်အဲ့ဒါအရမ်းနာလာတယ်เนาะလမ်းမချောင်းနိုင်တော့တိတ်နာလို့เนาะအဲ့ခါကျထိုင်ပေးရတယ်ထိုင်ချမှသူကတက်တာသွားတယ်เนาะပြီးလို့တခါပြန်ထပြီးလမ်းလျှောက်မယ်ဆိုရင်အဲ့ဒီအတိုင်းတာတစ်ခုပေါ့เนาะရောက်လို့ရှိရင်ပြန်နာလာပြန်เนาะပြန်နာလာတော့အဲ့တော့ထိုင်လိုက်လမ်းလျှောက်လိုက်ထိုင်လိုက်လမ်းလျှောက်လိုက်အဲ့ဒီဖြစ်နေเนาะခီးတွေပဲတွားတာတိတ်အဆင်မပြေဘူးเนาะ
နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့အဲ့မျိုးဖြစ်တဲ့လူနာတွေကခါအရှိကိုလည်းကုန်းလာတယ်ဒါမျိုးကိုင်းမှုတော့အရှိကိုကုန်းလာတယ်နော်အဲ့မျိုးကုန်းလာလို့ရှိရင်ညှက်တာနည်းနည်းယော့သွားတယ်နော် space ကနည်းနည်းပိုရလာတယ်ဒါကြောင့်နည်းတက်တာသွားတယ်ဒါကြောင့်မို့ဒီလူနာတွေကအများဖြင့်ဘယ်လိုဖြစ်လာလဲဆိုတော့ခါကုန်းလာတယ်လူနာတွေကိုယ်တိုင်လည်းပြောတယ်သူဆွေမျိုးတွေကပြောခါကုန်းလာတယ်ဆိုပြီးပြောတယ်နော်အဲ့ဒီခါကုန်းမှသူကနည်းနည်းတက်တာတယ်နော်ဥပမာလမ်းလျှောက်ရင်သူကတဲ့လျှောက်ရတာဟုတ်ခါကုန်းကြီးလျှောက်နေတက်တာတယ်အဲ့တော့လမ်းလျှောက်လို့မရဘူးဆို7စီးတော့ရတယ်ဘာလို့7စီးခါကုန်းကြီးစီးတာဟုတ်နော်အဲ့ဒါမျိုးရတယ်နောက်တစ်ခါကြောက်လို့ရှိရင်ဒီဂုံးမြင့်လေးပါလေတက်တဲ့ခါကျရင်အပေါ်တက်တဲ့ခါကျလို့ရှိရင်တော့သူကဘာမှမဖြစ်ဘူးသူကနည်းနည်းခါကိုအရှိကိုကုန်းမှုတက်ရတော့နော်ဒါပေမဲ့ကုန်းမှုကဆင်းတယ်ဆိုရင်တော့နာပြန်ရောနော်အဲ့အမျိုးလက္ခဏာကြီးသူကပြတယ်တိတ်ပြီးဆိုးတဲ့လူနာကြီးကြောက်လို့ရှိရင်အဲ့ရကိုမထနိုင်တော့အဲ့ရမှာလဲနေလူနာကြီးအများကြီးရှိတယ်နော်အဲ့မျိုးလာကြတဲ့လူနာတွေပေါ့နော်ဒီတိတ်ဆိုးလာတယ်အချိန်နဲ့တိတ်ဆောက်လို့အာရုံဖိတာများလာတယ်ဆိုရင်နော်လမ်းလျှောက်ရတာမကောင်းတော့ဘူးနော်ဖက်နှက်တွေပဲကျွတ်လာတယ်ဖက်နှက်တော့စီးထားတော့ပဲဖက်နှက်ကျွတ်မှမသိဘူးဖက်နှက်တွေကျွတ်သွားတယ်ဘာလို့6ရက်ထုံနေလို့ထုံသွားလို့နော်ဒီစီးရကောင်းမသွားနဲ့စီးရမထိန်နဲ့တော့ဝမ်းနေမထိန်နဲ့တော့6ယောက်ကတွဲလုံးကြလာတယ်နော်လမ်းလျှောက်တာလေ foot drop လို့ခေါ်တာပေါ့နော်အဲ့ဒါဖြစ်လာတယ်နောက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့လိန်နဲ့ပတ်သက်ပြီးတော့ပုံမှန်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေတွေဖြစ်လာတယ်အဲ့လိုမျိုးအခြေအနေဖြစ်လာရင်တော့တဲ့အဲ့ဒါမြန်ခွဲစိတ်ကုသရတယ်နော်ဘာလို့လဲဆိုတော့ဒါအရိယာမြန်မခွဲရင်တဲ့ခုနပြောတဲ့ပြဿနာတွေကပြန်ကောင်းမှုအလားလားသိနေသွားတယ်နော်ဒါကြောင့်မို့အဲ့လိုဖြစ်လာရင်တဲ့စောစီခွဲစိတ်ကုသပါဆိုပြီးတော့ပြောတာရှိတယ်နော်နောက်တစ်ခုကတော့ဘာလဲဆိုရင်ဒီစိုးဝပလက်မှာထုံတာနော်အဲ့ထုံတာလည်းခုနအာရုံကျော်စိုးစိုးရွာညှက်တဲ့လက္ခဏာကိုသူပြတာပဲနော်အဲ့ဒါလေးရောဆရာဝန်တွေနဲ့ဒါတတိယကြည့်ရတယ်ပေါ့နော်ဆရာဝန်တွေကဘာလို့လဲဆိုတော့နံပါတ်1ကတော့လူနာရဲ့ရာဇဝင်ကိုမေးရတယ်ဆိုတာဘာဖြစ်တာလဲဘယ်လိုဖြစ်တာလဲဘယ်တော့ကြာပါလဲတစ်ခါလေကြာရင်သူပြောတာနားထောင်ရတာနဲ့ဟိုဒါဘာယောဂဖြစ်တယ်ဆိုတာသိသွားတယ်သိတယ်နော်ထူးခြားဘာမှမလုပ်ဘဲနဲ့ဟိုဒါကိုသိသွားတယ်အဲ့တော့အဲလူနာရဲ့ရာဇဝင်ကအရေးကြီးတာပေါ့နော်သူ့ရာဇဝင်တွေဘာကြီးနားထောင်ပြီးရင်ဘာလို့ရလဲဆိုတော့လူနာကိုဆရာကစမ်းကြည့်ရနော်စမ်းတယ်ဘာလို့ဘယ်လိုစမ်းရလဲဆိုတော့နံပါတ်1လူနာကိုလမ်းလျှောက်ခိုင်းနော်လူနာလမ်းဘယ်လောက်လျှောက်လို့ရလဲခါတောက်နေလားကုန်းနေလားနော်အဲ့ဒါကြီးဆရာကြည့်ပေးရတယ်တချို့မတ်တမရနိုင်တဲ့လူနာဆိုတော့မရဘူးပေါ့နော်မတ်တရနိုင်တဲ့လူနာဆိုရင်မတ်တရက်ခိုင်းမတ်တရိုင်ပြီးတော့ဒူးကိုဆက်ပြီးတော့ခါကိုကွေးပြီးတော့ခြေပြားနဲ့လက်ဖြားနဲ့ထိခိုင်းကုန်းပြီးတော့ထိခိုင်းပုံမှန်အားဖြင့်တော့အဲ့ဒါပုံမှန်အားဖြင့်တော့6လက်မှတော့အလိုထိပုံမှန်ကုန်းလို့ရတယ်အများဖြင့်ဒါပေမဲ့ဒီလူနာကြီးကြာရင်သူကအဆုံးထိကုန်းလို့ရတယ်ခြေပြားကိုထိလို့ရတယ်ခါကုန်းတာပို့ပြီးတော့ကုန်းလို့ရတယ်ပုံမှန်တဲ့နောက်တစ်ခုကအခါကုန်းပြီးရင်ဘာလို့ခိုင်းလဲခါကိုကော့ခိုင်းရတယ်ခါကော့လို့ရှိရင်အဲ့ဒါနာသွားတာနော်ဒါလည်းဒီယောဂရဲ့လက္ခဏာတရားပြန်နော်ခါကုန်းနေဆိုတာခါကုန်းနေခါကော့တယ်ခါကော့လို့နာလို့ရှိရင်ဒါဒီယောဂဖြစ်ဖို့လေတော်တော်များသွားပြီနော်ခါကော့လို့နာရင်နော်ခြေထောက်ဒီမှာထုံသလားအဲ့ဒီဆန်းရတယ်နော်အများအဖြစ်ဒီခြေထောက်မှာထုံနေခြေဘွားထုံနေအစရှိမြထုံတာရှိတယ်နောက်ပြီးတော့သူတို့ဒီခြေမတွေကိုယ်စံကုတ်ကော့တွေဒါတွေကအာရော့လာတယ်နော်တွေးတော့နည်းနည်းစစ်တယ်ဆရာတော်နော်တွေးနည်းနည်းစစ်တယ်ကြောက်ကဒီကောင်းသလားကြောက်ကကောင်းလားဆိုတာဆရာတော်ဆေးရွာပေးရခါကျရင်အနာတက်တာပဲဆေးကြောက်ကမကောင်းရင်ဆရာတော်ပေးလို့မရဘူးနော်စီယိုရှိသလားအစရှိတယ်အဲ့ဒါလေးတော့ဆရာတော်နည်းနည်းစစ်ပေးရတယ်နော်စီယိုရှိလို့ရှိရင်လေယောဂကုသတဲ့နေရာမှာတချို့ဟာတွေလုံးလို့မရဘူးနော်ခွဲစိတ်မယ်လို့ဘာလို့ညလို့ဆိုလဲစီယိုရှိရင်စီယိုဆရာဝန်တွေပါနဲ့ဆရာပြပြီးမှလောက်ရတဲ့အတွက်ကြောင့်အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေးတွေပါနေတယ်ပါစစ်ပြရနော်တွေးပါစစ်ပေးပြီးရှင်တော့ဓာတ်မှန်ရိုက်ပေါ့နော်ဓာတ်မှန်တော့အနည်းဆုံးဆရာတို့ရိုက်တယ်နော်ဓာတ်မှန်ရိုက်ခြင်းအပြင်နော်ဘယ်နေရာမှာအာရုံတွေဖိနေတယ်လေအဲ့ဒါလေဆရာတို့တော်လေးသိပါတယ်နော်ခါဓာတ်မှန်မှာခါတောက်နေတယ်ခါဆောင်းနေတယ်အဲ့လိုမျိုးကြီးဆရာတို့တွေ့နိုင်တယ်နော်တခြားယောဂတွေများဖြစ်နေလားဆိုတော့နော်ဖြစ်တဲ့အလားအလာရှိရင်ခါဓာတ်မှန်မှာပေါ်တယ်နော်အဲ့တော့ခါဓာတ်မှန်ရိုက်ရင်တော့တော်တော်လေးတော့အခြေအနေတို့ဆရာတို့အများကြီးသိတော့ပေါ့နော်အဲ့မှာလည်းဒီလောက်ရိုက်เสียမလို့ပါဘူးเนาะပုံမှန်တော့ဆရာတို့မရိုက်ဘူးဆရာတော့မရိုက်ဘူးเนาะဒါပေမဲ့ဘယ်ခါရိုက်မလဲဆိုလို့ရှိရင်တိတ်ဆူလိုရွာဖြစ်နေတဲ့အခါဒါမှမဟုတ်တခြားပြဿနာများဖြစ်နေသလားเนาะတခြားမှာ
အကျိတ်ဒီကင်ဆာတွေများဖြစ်နေသလားเนาะအစရှိသဖြင့်တခြားယောဂတွေရောဖြစ်နေသလားလို့တန်တရားဖြစ်ခဲ့ရင်တော့เนาะ MRI ရိုက်တယ်ဒါမဟုတ်လို့ရှင်တော့ရိုက်ဖို့မလိုပါဘူးเนาะကုသမှုပိုင်းကဘာလို့ရလဲဆိုရင်ကျတို့အနာတက်တာစီပြီးတယ်เนาะအာရုံကြောနဲ့ပတ်သက်တဲ့စီပြီးတယ်ကြက်သားတွေပါတင်းတာတောက်တာတက်တာเนาะ muscle relaxation ပေါ့เนาะအဲ့ဒါကြီးဆရာတို့ပြီးတယ်ဗမာလူမျိုးတွေကလင်းစည်းကြိုက်တယ်เนาะအဲ့တော့နားရကြိုက်တယ်ဆိုတာအမှန်တော့အဲ့ဒါလေးလိမ့်ပြီးတာပေါ့เนาะနားတဲ့ညာလေးတော့လိမ့်ပြီးလို့ရတယ်နားရကြိုက်တယ်ဆိုတာအောက်ပိုင်းမှာဖြစ်နေတာเนาะတင်ပစုံပေါင်ချီလုံးတွေဖြစ်နေပြီမလို့တကယ်ဖြစ်ရတဲ့အကြောင်းရင်းကခါးထဲမှာဖြစ်တာခါးထဲမှာဖြစ်တာဒါပေမဲ့ခံစားမှုကအဲ့မှာသာဖြစ်နေတာเนาะအဲ့တော့အဲ့ဒါကိုလည်းလူနာယူနားလေအောင်เนาะရှင်းပြဖို့လည်းလိုတယ်เนาะတခါတည်းအပြီးတက်ခါတည်းအမြင့်ပြပြောက်အောင်ကုနိုင်လားဆိုတော့တိတ်ကုလို့မရဘူးတာเนาะဒါပေမဲ့တက်တာကြောင့်အများကြီးအောင်เนาะကုပြီးလို့ရတယ်ဟိုတယောက်နဲ့တယောက်လိုအားချက်ကမတူဘူးเนาะလူငယ်တွေအတွက်ဆိုရင်လူရင်လူပဲဒါပေမဲ့လူကြီးတယောက်အနေနဲ့ပေါ့တက်60 90เนาะပင်စင်စားအရွယ်တွေကြာလို့ရှိတိတ်တော်သူကလှုပ်လို့ရှိရတိတ်ပင်ပမာအလုပ်တွေမလုပ်တဲ့အတွက်ကြောင့်ဒီယောဂါကိုခါတဲ့အမြင့်ပြပြောက်စရာပြောက်ဖို့လည်းခက်တယ်မပြောက်ရင်လည်းနေသာထိုင်သာရှိလို့ရှိရင်ဒါသူ့အတွက်ကတော်တော်လေးကောင်းနေတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အများအဖြစ်တော့ဒီလူနာတွေခွဲစိတ်ဖို့မလိုဘူးနော်တောက်ဆေးပိုင်းနဲ့မကောင်းဘူးဆိုရင်နောက်တစ်မျိုးလုပ်လို့ရတယ်အဲ့ဒါပါလဲဆိုရင်ခါးကိုဆေးထိုးတာနော် epidural injection လို့ခေါ်တာနော်ခါးအာရုံကြောရှိတဲ့နေရာထိုးတာပေါ့နော်အဲ့ဒီဆေးထိုးလို့ရှိရင်လည်းအများကြီးတက်တာနော်လူအများစုကအဲ့ဒါနဲ့ပဲတက်တာသွားတာများတယ်ခွဲစိတ်တဲ့အထိတော့ရောက်တဲ့လူနာတွေကနေခွဲစိတ်မှုကိုဒီမခွဲဘဲနဲ့နီးနဲ့ဘယ်လိုမှမကောင်းပါခွဲစိတ်မှုကိုလုပ်တဲ့လေ့ကျင့်ခန်းတွေပေါ့နော်လေ့ကျင့်ခန်းတွေကတိတ်နာတဲ့အချိန်မှာတော့ဒါဆရာတို့မလုပ်ခိုင်းဘူးနော်တိတ်နာတဲ့အချိန်မှာအထူးသဖြင့်ခါးကော့တဲ့လေ့ကျင့်ခန်းတွေပဲဒါလို့မရင်ပုံလာတယ်နော်အဲ့တော့ဒီလေ့ကျင့်ခန်းတွေကကောင်းတာတော့ physiotherapy ပေါ့နော်လေ့ကျင့်ခန်းထားနိုင်မှာသွားလို့ရနော်ဒါတော့အကောင်းဆုံးပဲ core exercise လို့ခေါ်တော့ပေါ့နော်အဲ့ဒါရှိလို့ရှိရင်လုပ်နေတော့ဒီခါးကိုသူကထိန်းထားပေးတာပေါ့နော်ခါးရဲ့ခိုင်ကြံ့ခိုင်မှုကောင်းတယ်နောက်ပြီးတော့ခါ flexibility ပေါ့နော်အဲ့ဒါကြီးပိုကောင်းလာတဲ့အတွက်ကြောင့်လေ့ကျင့်ခန်းတွေကဟိုတကယ်လို့တက်တာသွားပြီဆိုနောက်ထပ်မဖြစ်အောင်အမျိုးလေ့ကျင့်ခန်းတွေတော့လည်းလုပ်တင်တယ်ခါကိုဂီးဆိုင်ဖို့အဲ့ဒါတော့လိုတယ်နော်ခါကိုဂီးဆိုင်ရတယ်အမှန်တော့ဒီကိုယ်လုံးဂီးဆိုင်ရတယ်နော်တခါကျရင်ခါတော့ဂီးဆိုင်တာမေ့သွားတော့ပေါ့နော်ဒါပေမဲ့အကြောင်းမျိုးကြောင့်တခါကျရင်ခါကိုတိတ်သုံးရတဲ့အလုပ်မျိုးတွေပေါ့နော်ပြင်ပမှာခါတုံပြီးလောက်ရတယ်ကိုယ်ကွာနဲ့လောက်ရတယ်အလေးပင်တွေမရတယ်ဆိုလို့ရှိရင်တော့နော်ဒီဥစ္စာဖြစ်ဖို့ခြေနေပိုများလာတယ်ငယ်တဲ့အရွယ်ကလေးကစပြီးတော့ခါကိုဂီးဆိုင်ရမယ်အတိလေးရှိဖို့လိုတယ်နော်အလေးပင်မရတယ်ဆိုရင်ခါကိုစမ်းတော့နော်ဒူကိုကူးချပြီးတော့အလေးပင်မခါနဲ့အဲ့လိုမျိုးလုပ်ထားရည်နောက်ပြီးတော့အလေးပင်တိတ်လေးလို့ရှင်ကိုကတယောက်တည်းမနဲ့နော်တခြားလူတွေခေါ်ပြီးတော့မအဲ့လိုမျိုးလုပ်တာခါကိုကူးဆိုင်ထားရည်နောက်တော့အိုင်ငယ်တဲ့ခါကျွတ်လာရည်နော်တာမလောင်လေ့ကျင့်ခန်းလုပ်ထားရည်အစရှိသဖြင့်အဲ့ဒီလုံနိုင်တော့နော်ခေါင်းမှာကြတဲ့ဒဏ်ကသူကနဲသွားတော့ပေါ့ခါတော့ကြာတဲ့ဒဏ်နေနေတယ်ဆိုလို့ရှိရင်เนาะဒါကြီးနောက်ပိုင်းဒါကြီးဖြစ်ဖို့ chance ကလည်းเนาะဖြစ်ဖို့အလားလာလည်းနည်းနည်းတော့ရော့အောင်တနေ့လုံးထိုင်ပြီးတော့ကွန်ပျူတာနှိပ်เนาะအဲ့ဒါအကြာကြီးထိုင်လို့ရှိရင်လည်းခါဘောဒဏ်ဖြစ်တာပဲเนาะခန္ဓာကိုယ်ကအနေထားတစ်ခုမှာအကြာကြီးထိုင်လို့မရဘူးမတ်တရက်ထိုင်မတ်တအကြာကြီးရရင်လည်းတစ်ခုဖြစ်လာမှာပဲအကြာကြီးထိုင်လည်းတစ်ခုဖြစ်လာမှာပဲเนาะအဆရှိတယ်ပြင်လမ်းလျှောက်တာတစ်ချိန်လုံးလျှောက်နေတယ်တစ်ခုဖြစ်လာလိမ့်မယ်เนาะအဲ့တော့အကုန်လုံးကမြင့်မြတ်တတ်တာဖြစ်အောင်နေနိုင်မှုအရေးကြီးတယ်เนาะအဲ့တော့ခါလဲအဲ့ဒီတိုင်းပဲအကြာကြီးထိုင်တာအထူးသဖြင့်ပုံမှန်အနေထားမဟုတ်ဘူးအကုန်ကွာနေထိုင်တော့အကြာကြီးစာရေးတာလို့ပါတော့အဲ့ဒါဆိုလို့ရှိရင်လည်းခါတံဖြစ်တာပေါ့เนาะအဲ့ဒါမျိုးတွေမဖြစ်အောင်ကာဝယ်ပေးနိုင်ရင်နောက်ပိုင်းဒီယောဂဖြစ်ဖို့အလားအလာနည်းနည်းလျော့သွားလိမ့်မယ်ခါအယူကျင်ယောဂပေါ့ spinal stenosis အနေနဲ့ဒုက္ခတော့ပြီးတယ်เนาะဒုက္ခပြီးတယ်ဘာလို့ဆိုတော့ထိုးကြိုက်တာနာတာကျင်တာဖြစ်လာဘူးเนาะဒါပေမဲ့အဆိုးရွားကြီးတော့မဟုတ်ဘူး
အဲ့တော့လူနာတွေကိုဆရာတို့ကနေရှင်းပြရတယ်ဟာတချို့ကစိုးရိမ်တော့ဗောနော်သူကဘာမှဖြစ်နေပါလဲနော်အောက်ပိုင်းများတည်သွားမလားလေပဲဖြတ်သွားမလားအဆရှိသဖြင့်အဲ့လိုမျိုးစိုးရိမ်ချက်တွေရှိတဲ့အတွက်ကြောင့်ဆရာတို့ကအဲ့ဒါရှင်းပြရတယ်ဗောနော်အဲ့တော့ဒုက္ခတော့ပေးတယ်ဒါပေမဲ့အန္တရာယ်တော့မရှိဘူးဒီယောဂနော်အန္တရာယ်မရှိတဲ့အတွက်ကြောင့်လောက်ကြီးစိုးရိမ်နေရမလို့တက်တာကြောင့်နော်တွားနိုင်လာနိုင်ဖြစ်အောင်တော့ဆရာတို့ကအများကြီးလုပ်ပြီးလို့ရတယ်နော်အဲ့တော့ယောဂဆိုးရယ်နော်ကိုယ့်အတွက်အလောက်ကံမလုပ်နိုင်တော့ဘူးဆိုရင်တော့လေဆရာဝန်ကြီးပြတင်တယ်ဒါမှမဟုတ်လေတိတ်ကြောက်စရာတော့မလိုဘူးအန်ဒီရကင်းတဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ဆိုရင်လွန်ခဲ့ဖို့မလိုဘူးနော်ပြည်သက်ကြီးကြောက်မှာပါသေးအန်ဒီရကင်းလို့ပြီးရှိပါသေးတယ်